ဇလန်းလေးရဲ့အစမှာတော့ fan လို့ခေါ်တဲ့ကောင်လေးတယောက်ကသူ့ရဲ့ဝိညာဉ်သားရဲ့ငါးကြီးတစ်ကောင်ကြောင့်လူသားတွေကြားမှာတိုက်ခိုက်မှုတွေဖြစ်ပြီးထိန်းချုပ်လို့မရအောင်ဖြစ်သွားတဲ့အိမ်မက်ဆိုတစ်ခုကိုမှတ်နေခဲ့ပါတယ်။အဲဒီနောက် fan ရဲ့ဘိုးဘွားပိုင်အိမ်တော်ကိုရောက်သွားပြီးသူ့အဖေက fan ကိုဝိညာဉ်ဆန်းဆန်းသတ်မှုမသွားခင်မှာနှုတ်ဆက်ခိုင်းနေတာကိုတွေ့ရပါတယ်။ဒီစမ်းသပ်ပွဲမှာဒါ fan အောင်မြင်ခဲ့ရင် rank A ကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်။အဲဒီနောက် fan ရဲ့ဖခင် Vio ရဲ့တပည့်တွေက fan ကိုစမ်းသပ်ပွဲအတူသွားဖို့အသင့်ဖြစ်နေပြီလို့အော်ပြောပြီးအားပေးနေကြပါတယ်။ fan ကတပည့်တွေစီထွက်လာတဲ့အခါမှာတော့တပည့်တွေကသူ့ကိုနှုတ်ဆက်ဖို့ခါကိုင်းညွှတ်ပြနေကြပါတယ်။ကြီးမားတဲ့ငှက်ကြီးတွေကောင်းကင်ပေါ်မှာပြန်နေတာကိုလည်းတွေ့ရပါတယ်။တို့ရဲ့ငှက်တကောင်က fan ရှေ့ကိုဆင်းလာပြီးတော့ဖန်ဆီးနိုင်အောင်လို့ခါကိုကိုင်းညွှတ်ပြလိုက်ပါတယ်။ fan ကလည်းတပည့်တွေနဲ့အတူပြန်တန်းထွက်ခွာသွားပါတော့တယ်။အဲဒီနောက်စမ်းသပ်ပွဲကျင်းပမယ့်မြို့ကိုရောက်သွားပြီးအဲဒီမှာပွဲလမ်းသဘင်တွေနဲ့စီကားနေတာကိုတွေ့ခဲ့ရပါတယ်။တရားသူကြီးကော်ဒီဝင်သုံးဦးက fan အဖွဲ့က rank A ကိုဘယ်လိုတက်နိုင်မလဲဆိုတာကိုဆွေးနွေးပြောကြားနေကြပါတယ်။ Mr. B လို့ခေါ်တဲ့လူတစ်ယောက်က fan ကအရက်နမိတ်ကြီးရဲ့မိသားစုကနေမွေးဖွားလာခဲ့တာဖြစ်ပေမဲ့တမကောင်းကောင်နဲ့ပဲစမ်းသပ်ပွဲမှာသူတို့မိသားစုကရှုံးနိမ့်ခဲ့ရပြီး fan တယောက်တည်းဟာသာအစွမ်းကိုကြိုးစားအားထုတ်ခဲ့ရကြောင်း rank B ကိုရောက်ခဲ့တာဆိုပြီးပြောပြနေခဲ့ပါတယ်။ fan ကဝိညာဉ်သားရဲတွေကိုထိန်းချုပ်တဲ့နေရာမှာလည်းအရန်တော်တယ်လို့လည်းချီးကျူးနေခဲ့ပါတယ်။အဲဒီနောက် fan ကသူ့တပည့်တွေထဲကတယောက်ဖြစ်တဲ့ Drum လို့ခေါ်တဲ့ကောင်လေးတယောက်ကိုငါတို့တူရှိခဲ့တုန်းကပြောခဲ့တဲ့စကားကိုမှတ်မိလားလို့မေးလိုက်ပါတယ်။ Drum ကလည်းမှတ်မိတာပေါ့ငါတို့ကဘာပေါ်မှာခွန်အားတန်မာသုံးတွေဖြစ်လာရမယ်လို့အော်ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ fan ကတိုက်ပွဲစားတင်တဲ့တင်မြင့်တွေကိုမြင်ရောက်သွားပြီးသူ့ရဲ့ဝိညာဉ်စွမ်းအားဖြစ်တဲ့ကြောက်စရာကောင်းတဲ့ဝေလာငါးကြီးကိုဆင့်ခေါ်လိုက်ပါတယ်။ဒါပေမဲ့ fan ရဲ့တံဘက်ကလည်းအလျှော့မပေးပဲသူ့ရဲ့ဝိညာဉ်စွမ်းအားဖြစ်တဲ့ကြောက်စရာကောင်းတဲ့ဘလူးကြီးကိုဆင့်ခေါ်လိုက်ပါတယ်။ဝိညာဉ်သားရဲ့နှစ်ကောင်ကအချင်းချင်းတိုက်ခိုက်နေကြပြီးဝေလာငါးကြီးကဘလူးကြီးကိုပါးစပ်နဲ့ဖမ်းဆုပ်လိုက်ပါတယ်။ဒါပေမဲ့လည်းဘလူးကြီးကပြင်းထန်တဲ့ထိုးနှက်ချက်နဲ့ဝေလာငါးကြီးကိုထိုးလိုက်တာကြောင့်အဝေးကိုလင်းစင်ထွက်သွားပါတယ်။အဲဒီနောက်ဝေလာငါးကြီးကသူ့ပါးစပ်ကနေရက်စစ်လျက်စီးပစ်ထုတ်လိုက်ပေမဲ့ဘလူးကြီးကအားလုံးကိုကာကွယ်လိုက်ပါတယ်။ဘလူးကြီးကဝေလာငါးကြီးကိုဖမ်းဆုပ်ပြီးအပေါ်ကိုပြစ်တင်လိုက်တာကြောင့်ပွဲကြီးပိတ်သက်တချို့ထိခိုက်လို့နေပါဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့လည်း fan ကဝေလာငါးကြီးရဲ့ဥတီယာကိုပြောင်းပေးလိုက်တာကြောင့်ပွဲကြီးလူပိတ်သက်တို့ငဲငယ်တက်တရရသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘလူးကြီးကမီးဘလူးအဖြစ်ပြောင်းလဲသွားပြီးတော့ဝေလာငါးကြီးကိုစတင်ထိုးနှက်ပါတော့တယ်။ fan ကလည်းသူ့ရဲ့ဝိညာဉ်ဝေလာငါးကိုမတည်နိုင်တဲ့ဝေလာငါးနက်ကြီးအဖြစ်ပြောင်းလဲလိုက်ပြီးဝိညာဉ်သားရဲ့နှစ်ကောင်ကအသေးတန်တိုက်ခိုက်ကြပါတယ်။အဲဒီနောက်မှာတော့မတည်နိုင်တဲ့ဝေလာငါးကြီးကအနိုင်ရသွားပြီးဘလူးကြီးကိုမြေပေါ်လဲကျသွားအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းမတည်နိုင်တဲ့ဝေလာငါးကြီးကဒဏ်ရာရသွားပြီးပုတ်ပွားနေတဲ့လောင်းဝေလာငါးအဖြစ်ပြောင်းလဲသွားကတိကျသူတွေကိုတိုက်ခိုက်ပြီးဒဏ်ရာရစေခဲ့ပါတယ်။ fan ကသူ့ဆင်းခေါ်ထားတဲ့ဝေလာငါးကိုဖျက်သိမ်းဖို့ကြိုးစားပေမဲ့လည်းကြိုးစားလို့မရခဲ့ပါဘူး။အဲဒီနောက်မှာတော့ဝေလာငါးကြီးက fan ကိုတိုက်ခိုက်ပြီးမျိုးချလိုက်ပါတော့တယ်။ fan ကသူ့ဘဝတစ်လျှောက်လုံးကိုပြန်မြင်နေခဲ့ရပါတယ်။ fan ရဲ့မွေးဖွားချိန်သူ့မိဘတွေနဲ့အတူရှိနေတဲ့ဘဝတွေသူ့ရဲ့ငယ်ဘဝအမတ်တရတွေသူ့မိသားစုရဲ့လိုအပ်ချက်တွေကိုသာဝေတွေ့ရှိခဲ့ပုံတွေဒီနွန်းလို့ခေါ်တဲ့ဝိညာဉ်ဝေလာငါးကိုဆင့်ခေါ်ပြီးထိန်းချုပ်နိုင်ခဲ့ပုံတွေကိုညလည်းမွေးဖွားခြင်းမှတ်တမ်းစာလေးမှာစုစည်းထားခြင်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့ fan ကနေရာတစ်ခုမှာဝက်စားတစ်တွေနဲ့အတူနိုးထလာခဲ့ပါတယ်။နိုးထလာခြင်းသူ့ရဲ့ဝေလာငါးဖြစ်တဲ့ဇီနွန်ကိုဆင့်ခေါ်ဖို့ကြိုးစားပေမဲ့ပျောက်ကွယ်သွားခဲ့ပါတယ်။ခဏကြာတော့သူ့မြင်နာကိုသွားပြီးရေထဲမှာသူ့ကိုယ်သူကြည့်လိုက်တဲ့အခါမှာတော့သူ့ပုံစံကသူ့ရင်ပုံစံနဲ့မတူတော့ပဲလုံးဝပြောင်းလဲသွားတာကိုဩဇာတွေ့လိုက်ရပါတယ်။အချာခင်မှာပဲအဆောင်တချို့ရောက်လာပြီးသူ့ကိုရိုက်နှက်ကဖမ်းဆီးပြီးထောင်ထဲပစ်ထည့်လိုက်ပါတော့တယ်။ထောင်ထဲရောက်တဲ့အခါမှာတော့ fan ကတားနေပြန်စားတော့မယ်လို့တွေးလိုက်ပါတယ်။နောက်ပြီးတော့ဘသူကဒီစီစဉ်တွေအားလုံးကိုစီစဉ်ခဲ့တာလဲဘသူကသူ့ကိုဒီခန္ဓာကိုယ်ထဲထည့်လိုက်တာလဲလို့ကိုပြန်ပြီးမေးခွန်းထုတ်နေခဲ့ပါတယ်။ fan ကသူ့ရဲ့ဝိညာဉ်စွမ်းအားကိုသုံးဖို့ကြိုးစားတော့ဝိညာဉ်သားရဲတွေပေါ်လာပေမဲ့အားနဲ့လုံးတာကြောင့်ထူးဆန်းတဲ့သားရဲတွေပဲထပ်ပေါ်လာခဲ့ပါတယ်။ထပ်ပေါ်လာတဲ့သားရဲတွေကို fan ကလည်းဒီထူးဆန်းတဲ့သားရဲတွေကဘာတွေလဲလို့ဩဇာမေးလိုက်ပါတယ်။သူတို့ရဲ့စွမ်းအားကဘာလဲလို့မေးတော့မွေးဖွားခွေးကပေါ်ဆွန့်ပြီးအပေနဲ့ဆိုးကတော့သူ့ရဲ့အကိုင်းရှည်နဲ့ခွေးကိုအတင်းချုပ်ထားတာကြောင့် fan ကကြောက်ရွံ့သွားခဲ့ပါတယ်။အဆောင်တစ်ယောက်ရောက်လာတာကြောင့်သူတို့ကိုနေရာပြန်ဝင်ဖို့ပြောလိုက်ပါတယ်။အဆောင်ကဝင်လာပြီး fan ကိုမင်းသမီးပိုင်စီကိုခေါ်သွားခဲ့ပါတယ်။လမ်းမှာ fan ကမင်းသမီးပိုင်ဘာလို့ခြင်းလဲဆိုတာကိုအဆောင်နေစီကစုံစမ်းဖို့ကြိုးစားပေမဲ့လည်းအဆောင်နေရတော့သူ့ကိုလုံးဝမပြောပြခဲ့ပါဘူး။မင်းသမီးပိုင်ရဲ့နေရာကိုရောက်တော့ fan ကသူ့လက်တွေကိုချုပ်ထားတဲ့ကြိုးတွေကိုဖျက်လိုက်ပေမဲ့အဆောင်နေမမြင်ခင်မှာပဲလက်ကိုနောက်ပြန်ဖြတ်ထားလိုက်ပါတယ်။အဆောင်နေထွက်သွားပြီးတဲ့နောက်မှာတော့ fan ကပိုင်စီတိကတ်သွားခဲ့ပါတယ်။မင်းသမီးပိုင်ကသူ့ကိုဘဝတစ်ကိုကြိုးဆိုတဲ့အနေနဲ့သူ့ရဲ့နာမည်ကိုလူလို့ခေါ်လိုက်ပါတယ်။မင်းဘာလို့ခြင်းလဲလို့ပိုင်ကမေးလိုက်ပါတယ်။မင်းရဲ့အသက်ကိုဘာလို့ငါချမ်းသာပေးရထင်လဲလို့လည်းတစ်ဆက်တည်းမေးလိုက်ပါတယ်။အဲ့ဒီချိန်မှာ fan တစ်ဖြစ်လဲလူကမင်းဟာရှက်ရောတဲ့အတွက်ငါအမားတွေကိုပြန်ပြင်ဆင်ဖို့အခွင့်အရေးပေးတာလို့ငါထင်တယ်လို့ပြောလိုက်ပါတယ်။ပိုင်ကတော့မင်းရဲတင်းပါ၏လားငါချိုရည်ကိုစိတ်ခတ်ပြီးမင်းရဲ့ရုံမာတဲ့စီစဉ်တွေကိုလုတ်ကြံမှုကြံစီရဲလို့ဒေါသတကြီးတောလိုက်ပါတယ်။သူမကလူစီချစ်ကပ်လာပြီးသူ့ကိုတက်ယုံနဲ့သူမမချင်နိုင်ဘူးလို့ပြောလိုက်ပါတယ်။သူမကလူကိုတက်တက်လုံးသူမရဲ့အစေခံအဖြစ်ထောင်ချပြီးသူမလိုချင်တဲ့အချိန်တိုင်းညှဉ်းပန်းနှိပ်စက်မယ်လို့ပြောလိုက်ပါတယ်။လူကမင်းသမီးပိုင်စီမှာအစေခံမလုံးနိုင်ဘူးလို့ပြောပြီးနောက်တစ်ယောက်ကိုရှာဖို့တန်ပေးရလို့ပြောကထပ်သွားဖို့ပြင်လိုက်ပါတယ်။အဲ့ချိန်မှာပဲပိုင်ကတော့မင်းကငါထပ်သွားဖို့ခွင့်မပြုနိုင်ဘူးလို့ပြောပြီးသူမရဲ့ဝိညာဉ်စွမ်းအားနဲ့သူ့ကိုထိုးနှက်လိုက်ပါတော့တယ်။ပိုင်ကလူစီကိုချိကပ်လာပြီးလို့တေးပြီးလို့ထင်လိုက်ပေမဲ့လည်းလူကသူ့ရဲ့ဝိညာဉ်စွမ်းအားကိုပြသလိုက်ပါတယ်။ဒါကိုမြင်တော့ပိုင်ကလူကိုလောင်ပြောင်ရေမောလိုက်ပြီးမင်းရဲ့ဝိညာဉ်သားရဲ့အသေးလေးနဲ့ငါ့ကိုရင်ဆိုင်နိုင်လို့လားလို့မေးလိုက်ပါတယ်။ပိုင်ကသူမရဲ့မွေကိုအသုံးပြုပြီးလူကိုတိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့လို့လူရဲ့ခွေးကလည်းတိုက်ခိုက်ပြီးသူ့ရဲ့ထမ်းရွက်မှုနဲ့ပဲမွေရဲ့ထိုးနှက်ချက်တွေကိုရှောင်တိန်လိုက်ပါတယ်။
တစ်ပင်နဲ့ဆိုးကလည်းတိုက်ခိုက်ဖို့ရန်အတွက်နေစဉ်နေချိန်မှာပဲလူကခွင့်ပြုလိုက်တာကြောင့်စတင်တိုက်ခိုက်ပါတယ်ဒါပေမဲ့လည်းဘိုင်းကမွေကိုတိုက်ခိုက်ဖို့ညွှန်ကြားလိုက်တာကြောင့်အပင်နဲ့ဆိုးကိုတွန်းထုတ်ကတိုက်ခိုက်လိုက်ပါတယ်မွေကအပင်နဲ့ဆိုးကိုမျိုးချလိုက်ပေမဲ့အပင်နဲ့ဆိုးကလည်းမွေကိုချက်ချင်းပြန်ချုံနှောင်လိုက်ပါတယ်ခွေးကလည်းမွေကိုနောက်ကနေတိုက်ခိုက်လိုက်တာကြောင့်ဖိုင်ကအရန်ဒေါသထွက်သွားခဲ့ပါတယ်သူမကမွေရဲ့ဆွမ်းအားကိုအားဖြည့်ပေးပြီးမီးမွေဖြစ်ပြောင်းလဲလိုက်တာကြောင့်အပင်နဲ့ဆိုးကမီးလောင်ပြီးလွှင့်စင်သွားခဲ့ရပါတယ်မီးတောက်လောင်နေတဲ့မွေကအမွေးပွားခွေးကိုလည်းထိုးနှက်လိုက်တာကြောင့်လူကသူတို့ကိုချက်ချင်းပြန်ခေါ်လိုက်ရပါတယ်ဖိုင်ကလူကိုမင်းသူတို့ကိုအရန်ဆိုးရနေတာပဲလို့ပြောပြီးတိုက်ခိုက်လိုက်တာကြောင့်ခြေထဲကိုပြုတ်ကျသွားခဲ့ရပါတယ်လူကသူ့ရဲ့နှစ်သက်ဆုံးဝေလာငါဖြစ်တဲ့ဇီနွန်ကိုရေထဲမှာတွေ့ပြီးတဲ့အခါမှာသူထက်သေးတော့မယ်လို့ထင်လိုက်ရပါတယ်အဲ့ဒီနောက်ဘိုင်ဖနက်တန်ရှည်လုံးနေတော့မှပဲလူကရေထဲကနေရုတ်တရက်ပေါ်လာတာကြောင့်ဘန်မှာအံ့အားတင်သွားခဲ့ရပါတယ်ဘိုင်ကလူကိုတန်မာတယ်လို့ပြောပြီးသူ့နားမှာငါးတစ်ကောင်ရှိနေတာကိုလည်းအံ့ဩသွားခဲ့ရပါတယ်အဲ့ဒီငါးကလူရဲ့ဝိညာဉ်သားရဲတွေကတကောင်ပြစ်သွားပြီးလို့ဘိုင်ကတီးလိုက်ရပါတယ်သူမကဒီငါးကိုမွေးတာဟာမိုင်မဲတဲ့အပြုတ်မှုဖြစ်တယ်လို့လူကိုပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီငါးကအရင်တုန်းကဝေလာငါးကြီးအဖြစ်ပြောင်းလဲခဲ့ပူပြီးတစ်နှစ်ခန့်ကတင်ပခဲ့တဲ့ထိပ်သီးပြန်ပွဲရင်မှာပိုင်ရှင်ကဝေလာငါးကြီးကိုထိန်းချုပ်နိုင်ခဲ့ခြင်းမရှိပဲအဲ့ဒီဝေလာငါးကသူ့သခင်ကိုပြန်ပြီးကိုက်စားခဲ့တာဖြစ်တဲ့အတွက်သခင်ကိုတတ်တဲ့နာမည်ဆိုထွက်ခဲ့တယ်လို့လည်းပြောလိုက်ပါတယ်လူကအဲ့ဒါမဟုတ်ဘူးအဲ့ဒါမတော်တဆပဲလို့ပြောလိုက်ပါတယ်ဘိုင်းကမင်းအဲ့ဒါတီးအောင်မင်းကဘာသူမလို့လဲလို့ပြန်မေးလိုက်ပါတယ်နောက်ပြီးအဖွဲစည်းကဝေလာငါးတိုင်းကိုလည်းတတ်ဖို့အမိန့်ထုတ်ထားတယ်လို့ဘိုင်းကပြန်ပြောလိုက်ပါတယ်ဘိုင်းကဒီငါးကသူမရဲ့မောင်လေးပိုင်ပြီးဒီရွာမှာဒီငါးတစ်ကောင်ပဲရှိရလို့ပြောပါတယ်သူမကပန်တယောက်ထဲတာဒီငါးကိုပြောင်းလဲနိုင်ပြီးအခြားသူတွေအတွက်အတော့မဝင်ဘူးလို့ပြောလိုက်ပါတယ်ဒါကိုလူကအဲ့လိုမပြောပါနဲ့လို့မင်းသမီးပိုင်ကိုပြန်ပြီးအော်ပြောလိုက်ပါတယ်ဒါကြောင့်မလို့ဘိုင်းကဒေါသထပ်သားပြီးသူမရဲ့မွေကိုအသုံးပြုကသူ့ကိုတိုက်ခိုက်လိုက်ပေမဲ့လူကမွေကိုဖမ်းဆုပ်ပြီးဝေလာငါးကိုထုတ်ကမွေကိုဝါမျိုးပြဖို့ပြောလိုက်ပါတယ်ဝေလာငါးကသူ့ရဲ့ဆွမ်းအားကိုအသုံးပြုပြီးမွေကိုဝါမျိုးနိုင်ခဲ့တာကြောင့်ဘိုင်းလည်းအံ့အားတင်သွားခဲ့ရပါတယ်အဲ့ချိန်မှာပဲလူကရေထဲကနေထွက်လာပြင်းထွက်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့သူ့နောက်ကိုဝင်းပလေချိုးနဲ့စစ်သားချိုးလိုက်နေခဲ့ကြပါတယ်လူကလမ်းဆောင်တစ်ခုကိုမရောက်မချင်းတက်လိုက်ပြေးသွားနေခဲ့ပါတယ်လမ်းဆောင်ရောက်တဲ့အခါမှာတော့အပေါ်ခုန်တက်လိုက်ပြီးအပင်နဲ့ဆိုးကိုအသုံးပြုကတစ်ပတ်ချမ်းကိုရအောင်ကူးသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘိုင်းရဲ့စောင့်နေတာဘိုင်းစီသွားပြီးလူကိုမဖမ်းမိရဲ့အတွက်တောင်းပန်နေကြပါတယ်ဒါကိုကြတော့ဘိုင်းကအရန်ကိုဒေါသထပ်သွားခဲ့ပြီးလူကိုအသေးရရှင်ရမရရနီးနဲ့ပြန်ခေါ်လာခဲ့ကြလို့အော်ပြောလိုက်ပါတယ်အဲ့ဒီနောက်ဘိုင်းရဲ့မောင်ရောက်လာပြီးဘာရီဒေါသထွက်နေတာလဲလို့ဘိုင်းကိုမေးလိုက်ပါတယ်အဲ့ဒီခါဘိုင်းကသူမဆဲရခဲ့တဲ့အကြောင်းတွေလူကငါ့ကိုခိုးတော့တဲ့အကြောင်းတွေကိုပြန်ပြောပြလိုက်ပြီးသူမအတွက်လက်စားချေပေးဖို့ပါပြောလိုက်ပါတယ်ငါခိုးခံလိုက်ရတာကြောင့်ဘိုင်းရဲ့ကိုကလည်းအရန်ကိုဒေါသထပ်သွားခဲ့ပါတယ်နောက်တစ်ခါမှတော့လူကဝေလာငါးကိုဆင့်ခေါ်လိုက်ပြီးလူတိုင်းကမင်းကိုအသုံးဝင်မှုလို့ပြောတယ်ပြီးတော့မင်းရဲ့ဝေလာငါးမျိုးနယ်တွေကိုလည်းလိုက်လံတက်ဖြတ်နေခဲ့ကြတယ်ဒါပေမဲ့မင်းဘလောက်တန်မာလဲဆိုတာငါတယောက်တည်းပဲသိတယ်။ဘာလို့လဲဆိုတော့မင်းဘလို့တန်မာလာလဲဆိုတဲ့လိုအပ်ချက်ကိုငါတီဆုံးမလို့ပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်လူကဝေလာငါးကိုငါတို့ရဲ့ရင်ဘွားတုန်းကလည်းရှုံးလင်းခဲ့ပြီးဒီဘွားမှာတော့ငါတို့ဆုံးရှုံးခဲ့တာတွေအားလုံးကိုပြန်ရအောင်ယူဖို့ငါတို့ရဲ့အတားအဆီးအားလုံးကိုအတူတူရင်ဆိုင်ကြောက်ခဲ့ကြမယ်လို့ပြောလိုက်ပါတော့တယ်